ဆရာကြီးဆိုတဲ့အိမ်ပေါ့ဒါမျိုးဆက်တွေနဲ့ဆိုရင်တော့နှစ်ပေါင်း80ကျော်90နီးပါးရှိတဲ့အိမ်ပေါ့လိုက်ပြမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုလိုက်ပြဒါတော့ကိုယ့်ရဲ့ကမောက်ပင်ဒါတော့ကျတို့ရဲ့မြန်မာနိုင်ငံဘာရဲ့တလူဆိုတော့အောက်ချီကိုဒီကတော့ဒါတွေကတော့နော်တင်ကုန်းနဲ့ဘာသာပဲဒါတော့ကိုယ့်ရဲ့မိဖွားခဲ့တဲ့အိမ်ပေါ့ရဟန်းတို့ဘာလို့ဆိုတာမွေးဖွားရာဒေသကိုမှတ်မိရတယ်ဒီဘက်ကိုလိုက်လာဒီနေ့မိတ်ဆက်ဒီရောက်ဒါတော့ကြီးပေါ့ဗျာဒါငယ်လေးလားညရှစ်တိုးပဲဒါ2000ဒီဘုံမင်းနေလားဒေါ်ချိန်ဆိုတဲ့ပါတဲ့ကဒီချင်းသေးဖြူမတကောင်ငါတို့မျိုးထဲမှာရှိတယ်ဆိုရဲဒေါ်ဆန်းမြင့်ပေါ့ဗျာမြင်းဒီဘက်လားစတုထားမြောက်ဒါတော့ကိုတို့ရဲ့အေးဟုတ်တယ်ဒါတော့အမေဖေနဲ့နေဖေရဲ့လူတော်ကပုံနဲ့ဒါတော့ကိုရဲ့အောင်လမ်းမတ်တွေနဲ့ဟိုဘက်ကဆက်လိုက်ဒီမလေးရဲ့အောင်လမ်းမတ်တွေပြောအောင်လမ်းမတ်တွေဒါတော့ခင်ဗျားတို့ရဲ့ဒီဒေါက်ခင်စိုင်းအေးပေါ့ဗျာကြပြားလေးထဲမှာဆိုရင်တော့ဒေါက်ခင်စိုင်းအေးနာမည်ပြီးပါပါခင်ဆိုပြောဒါတော့ခင်ဗျားတို့ရဲ့ဆရာကြီးရဲ့အိမ်ပေါ့ဗျာ这个菲菲啊。